Now. Cavalry! Charge! ဟယ်လိုဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာဟုတ်ကဲ့ကျွန်တော်ဒီနေ့ပြောပြမယ့်အကြောင်းအရာလေးကတော့ကဘာဦးကျန်းထဲမှာကဘာကြီးကိုဖျက်ဆီးဖို့ပေါ့နော်ရောက်လာမဲ့မြင်းစည်းသူရဲ့၄ပါးအကြောင်းပါရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့တိတ်ပြီးတော့လူတွေတိတ်သတိမထားမိကြသေးတဲ့အရာတစ်ခုရှိတယ်ပေါ့နော်အဲ့ဒါတော့ကျွန်တော်တို့ဒီခစ်တစ်ကဘာမှာတော့ကျွန်တော်တို့ရဲ့အသက်ကိုဆယ်စုနှစ်နဲ့ချီပြီးတော့တိတ်တိတ်ဆိတ်နှုတ်ယူနေတဲ့ဆေးပညာခစ်တစ်မြင်းစည်းသူရဲ့၄ပါးရှိပါတယ်ခင်ဗျာဟုတ်ကဲ့အဲ့မြင်းစည်းသူရဲ့၄ပါးဘာတွေလဲဆိုတော့ကျွန်တော်တို့အောက်မှာလေ့လာကြည့်အောင်ပါခင်ဗျာဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့ဒီခေတ်သစ်ဆေးပညာပေါ့နော်ခေတ်သစ်ဆေးပညာမှာခေတ်သစ်ဆေးပညာတွေတိုးတက်လာတဲ့အတွက်ကြောင့်မလို့လူတွေကအရင်ကထက်အသက်ရှည်လာကြတာတော့မှန်ပါတယ်ဒါပေမဲ့အသက်50ကျော်တဲ့အခါမှာကုသယောဂါတွေကြောင့်လူတွေတေဆုံးတာထက်နာရာရှည်ယောဂါကြီး၄ခုကြောင့်တေဆုံးရတာက80%ကျော်အထိရှိနေပါတယ်အဲ့တော့ဒီနေ့ဒီဗီဒီယိုမှာတော့ဒီဒေါက်တာပီတာအထီရဲ့ outlet ဆိုတဲ့စာအုပ်ထဲကပေါ့နော် medicine 3.0 သဘောတရားတွေကိုအခြေခံပြီးတော့ကျွန်တော်တို့ခန္ဓာကိုယ်ဒုက္ခပေးနေတဲ့ဒီရန်သူတော်၄ပါးအကြောင်းနဲ့သူတို့ဆက်စုနှစ်နဲ့ချီကြိုတင်နှိမ်နှင်းနိုင်မဲ့ blueprint မဟာဗျူဟာတွေကိုအသေးစိတ်ပြောပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့ပထမမြောက်မြင်းစည်းသူရဲပေါ့နော်ပထမမြောက်မြင်းစည်းသူရဲကဘာယောဂလဲဆိုတော့ကျွန်တော်တို့တစ်ချက်ကြည့်အောင်ပါအဓိကကျွန်တော်တို့ပထမမြောက်မြင်းစည်းသူရဲကတော့ကမ္ဘာမှာလူသက်အများဆုံးနံပါတ်1တရားခံဖြစ်တဲ့ atherosclerotic cardiovascular disease ပေါ့နော်အင်္ဂလိပ်လိုတော့ဒီမြန်မာလိုတော့နှလုံးနဲ့သွေးကြောဆိုင်ရာယောဂများဖြစ်ပါတယ်ခင်ဗျအဲ့တော့လူအများစုကသွေးထဲမှာပေါ့နော်ဒီ cholesterol များရင်နှလုံးယောဂဖြစ်တယ်လို့အလွယ်မှတ်ထားကြပေမဲ့တကယ်တရားခံအစစ်ကတော့ဒီ apolipoprotein B လို့ခေါ်တဲ့အမုံအမွှားလေးတွေဖြစ်ပါတယ်ခင်ဗျအဲ့တော့သူတို့ကသွေးကြောနိုင်ရန်ထဲကိုထိုးဖောက်ဝင်ရောက်ပြီးရောင်ရမ်းမှုဖြစ်စေကသွေးကြောကိုတဖြည်းဖြည်းပိတ်ဆို့စေတာဖြစ်ပါတယ်နော်ဟုတ်အဲ့တော့ဒီဒါဟောပေါ့နော်ကျွန်တော်တို့ဒီခေတ်သစ်ဆေးပညာအရာအမြင်နဲ့ဘယ်လိုအနိုင်ယူမလဲပေါ့ကျွန်တော်တို့ဒီပထမတစ်ချက်ကတော့ apoprotein B level ကိုကျွန်တော်တို့စစ်ဆေးဖို့ပါအသက်30ကျော်နဲ့အများတာမန် lipid profile တခုတည်းကိုစစ်အောင်လည်းမရပါဘူးအဲ့တော့ apoprotein B ကိုလည်းတိတိကျကျစစ်ဆေးပြီးတော့မှအဲ့ apoprotein B ကိုကျွန်တော်တို့အနှိမ့်ဆုံးမှာထားရှိရမှာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့အဲ့တော့ဒုတိယတစ်ချက်ကဘာလဲဆိုတော့ကျွန်တော်တို့ဒီ zone 2 training ပေါ့နော် zone 2 training ဆိုတော့ဒီကျွန်တော်တို့ zone 2 training တွေမှာဘာတွေပါလဲဆိုတော့ကျတော့ဒီလမ်းမြန်မြန်ရှောက်တာမျိုးပေါ့နောက်တစ်ခုကကျတော့စပိန်စီးတာပေါ့ရေကူးတာပေါ့နော်နောက်ပြီးတော့ကျတော့ကြိုးချင်းပေါ့နည်းနည်းအရန်အမြန်ပြေးတာမျိုးမဟုတ်ဘဲနဲ့ပုံမှန်လေးပဲဖွားဖွားလေးပြေးတာမျိုးပေါ့နော်အဲ့ဒါကိုသူကတစ်ပတ်ကို3ချိန်ထက်မနည်းပေါ့နှလုံးခုန်တော့ဟိုတင့်တဲ့အောင်ပဲမြင့်ပြီးတော့လက်ကျင်ပေးခြင်းအသွေးကြောတွေရဲ့ရုန်းကန်နိုင်စွမ်းကိုပေါ့ကောင်းမှန်စေတာပေါ့နော်အဲ့တော့တတိယတစ်ချက်အနေနဲ့ကတော့ကျွန်တော်တို့အစားအသောက်ပါအစားအသောက်အနေရဲ့အရှိဆုံးဖြစ်တဲ့အစားအသောက်တစ်ခုရှိပါတယ်အဲ့လူတွေဖန်တီးထားတဲ့အရာတစ်ခုပါအဲ့ဒါကတော့ဘာလဲဆိုတော့ trans fat ပေါ့နော် trans fat ပေါ့အဲ့ဒါဘယ်မှာပါတယ်လဲဆိုတော့ကျွန်တော်တို့ဒီကုန်စုံဆိုင်တွေမှာတွေ့ရတယ်ပေါ့နော် margarine တို့ဒီစီဟောင်းတွေပေါ့ဗျာစီဟောင်းတွေနောက်ပြီးတော့ကြော်ထားတဲ့အကြော်စုံတွေပေါ့နောက်ပြီးတော့ကျတော့ဒီကျွန်တော်တို့တာရှည်ခံပေါ့တာရှည်ခံအောင်ထားတဲ့တချို့အစားအသောက်တွေမှာလည်းဒီ trans fat တွေကိုထည့်ပြီးတော့ကျတော့တာရှည်ခံအောင်ပြုပြင်ပြောင်းလဲထားတာမျိုးတွေရှိပါတယ်เนาะအဲ့တော့ကျတော့ကျွန်တော်တို့ဒီတာရှည်ခံစားအသောက်တွေလည်းရှောင်ကျဉ်တင်တယ်ပေါ့เนาะအဲ့တော့နောက်တစ်ခုကကျတော့ပြေဝစီပေါ့เนาะပြေဝစီကတော့ saturated fat ပေါ့เนาะပတ်သက်လာရင်တော့တချို့တွေကတော့ငင်းခုန်မှုတွေကတော့ခုချိန်ထိရှိနေတော့မှရှိသေးတယ်ပေါ့အဲ့တော့တကယ်လို့ပေါ့เนาะတကယ်ကိုမှာသွေးတိုးစီးချိုပေါ့သွေးချိုနောက်တစ်ခုကကျတော့ခန္ဓာကိုယ်ကလည်းအဝလွန်တာမျိုးပေါ့เนาะအဝလွန်တဲ့သူတွေအနေနဲ့ကတော့ဟိုဒီ saturated fat ကိုကန့်သက်ပြီးတော့စားသုံးရင်တော့ပိုကောင်းပါတယ်ခင်ဗျတကယ်လို့မိမိကဘာယောဂမှမရှိဘူးဘာယောဂအခမ်းမှမရှိဘူးအဲ့တော့တက်ကြွတဲ့ lifestyle ရှိတဲ့ပုံမှာ
ဂျန်တစ်ပတ်ကိုဂျန်သွားတာတစ်ပတ်ကို3ရက်4ရက်သွားတယ်ပေါ့နော်အတစ်လည်းဖြစ်တဲ့ lifestyle ရှိတယ်ပေါ့လူငယ်တွေအတွက်ဆိုရင်တော့ဒီ saturated fat ကိုအလွန်ကျွင်းကန့်သတ်ဖို့တော့မလိုပါဘူးခင်ဗျဟုတ်ကဲ့အဲ့တော့ဒီကျွန်တော်တို့ဒီအခုဒီခုနကျွန်တော်ပြောသွားတဲ့အထက်မှာတော့ပထမဦးဆုံးမြင်းစည်းသူရဲပေါ့နော်ခုနနှလုံးနဲ့သွေးကြောဆိုင်ရာယောဂဘယ်လိုမျိုးနိုင်ယူရမလဲဆိုတော့ပြီးသွားပြီပေါ့အဲ့တော့ဒုတိယမြောက်မြင်းစည်းသူရဲကိုဆက်ပြီးတော့ကျွန်တော်တို့ပြောကြအောင်ပါနော်အဲ့တော့ဒုတိယမြောက်မြင်းစည်းသူရဲဘာလဲဆိုတော့ကျွန်တော်တို့ဒီပေါ့ကျွန်တော်တို့ပတ်ဝန်းကျင်မှာလည်းအမြဲတမ်းကြားဖူးမှာပါကြားဖူးမှာအဲ့ဒါတော့ဘာယောဂလဲဆိုတော့ကန်ဆာယောဂဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့နောက်ပြီးတော့ဒီပေါ့နော်ဒုတိယမြောက်မြင်းစည်းသူရဲကတော့ကျွန်တော်တို့ကြားလိုက်အောင်နဲ့ကိုလန့်သွားစေတဲ့ဒီကန်ဆာယောဂပေါ့နော်နောက်ပြီးတော့ကန်ဆာဆိုတာကလည်းခန္ဓာကိုယ်အတွင်းမှာဖြစ်ပွားတဲ့စစ်ပွဲကြီးနဲ့တူပါတယ်เนาะဒီကဘာလို့လဲဆိုတော့ပုံမှန်ဆဲတွေရဲ့ DNA ပျက်စီးပြီးတော့ပုံပြောင်းသွားရကနေခန္ဓာကိုယ်ရဲ့အမိန်ပေးမှုပေါ့เนาะသူကဖောက်ဖျက်ပြီးတော့အကန့်အသတ်မရှိဒီကန်ဆာဆဲတွေကပွားလာတာပေါ့เนาะအဲ့တော့သူတို့ကြီးထွားဖို့ခန္ဓာကိုယ်ထဲမှာကျွန်တော်တို့တခြားဓာတ်တွေအများကြီးလိုပါတယ်ခင်ဗျတခြားဓာတ်တွေအများကြီးလိုတယ်နောက်ပြီးတော့အဲ့တခြားဓာတ်တွေကိုလည်းသူတို့ကဒီကန်ဆာဆဲတွေကပေါ့เนาะအလွန်အကျွံလူယူစားသုံးကြတာပေါ့နောက်ပြီးတော့ဘာတွေလုပ်လဲဆိုခန္ဓာကိုယ်ထဲမှာဒီသူကြောအစ်စ်တွေကိုသူတို့စီရအောင်အတင်းဖောက်ယူကြတာပေါ့နော်သူကြောအစ်စ်တွေဖန်တီးရဲပေါ့သူတို့ဒီကန်ဆာဆဲတွေကိုနိုင်ကကိုပေါ့နော်အဲ့လိုမျိုးပေါ့အဲ့တော့ဒီကျွန်တော်တို့ပေါ့ဗျာအခုခေတ်ဆေးပညာကတော့တိုးတက်လာပြီပေါ့ဒီခေတ်ဆေးပညာတိုးတက်လာတဲ့နေရာဒီကန်ဆာဒီ medicine ပေါ့နော် medicine 2.0 ပေါ့ဒီစနစ်ကကန်ဆာအဆင့်3 4ရောက်မှလိုက်ကူတာပေါ့နော်လိုက်ကူတော့ကျွန်တော်တို့ဒီခန္ဓာကိုယ်မှာအလုံးကျိတ်တွေထွက်လာပြီဆိုမှပဲကန်ဆာလားပေါ့အဲ့ဒါမှသွေးရည်စစ်တယ်ဒီကန်ဆာချိတ်ကိုအလုံးကိုဒီဘိုင်အိုစီပေါ့နော်ဘိုင်အိုစီယူပြီးတော့စစ်တယ်ပေါ့အဲ့လိုမျိုးဒီအလုံးချိတ်ကြီးတွေထွက်လာကြမှာကျွန်တော်တို့လိုက်ကူကြတာပေါ့ဒီအဲ့လိုလိုက်ကူတဲ့နီလန်ဟာတကယ်တော့အောင်မြင်မှုရာခိုင်နှုန်းပေါ့နော်ဒီကုသမှုပျောက်ကင်းတဲ့ရာခိုင်နှုန်းကအရန်နည်းတယ်ပေါ့အဲ့တော့ဒီကျွန်တော်တို့ဒီအဲ့တော့ပေါ့နော်အဲ့တော့ဒီဖြစ်မှကုတာမျိုးကျွန်တော်အနေနဲ့တော့တိတ်ပြီးတော့သဘောမကျဘူးအဲ့တော့ဘာလုပ်ရမလဲပေါ့ဘာလုပ်ရမလဲဆိုတော့ကျွန်တော်တို့ဒီကန်ဆာပေါ့နော်ဒီကန်ဆာမဖြစ်ခင်ကတည်းကကျွန်တော်တို့ဒီယောဂါကိုမဖြစ်အောင်ပေါ့မဖြစ်အောင်ဒီဆယ်စုနှစ်နဲ့ချီပြီးတော့ကြိုတင်ကာကွယ်ကြရင်တော့အကောင်းဆုံးနည်းလမ်းလို့ကျွန်တော်တို့မြင်ပါတယ်ခင်ဗျဟုတ်ကဲ့ဟုတ်အဲ့တော့ကျတော့ဒီပေါ့နော်ဒီခေတ်သစ်ဆေးပညာ medicine 3.0 blueprint အရာတော့အကောင်းဆုံးလက်နက်ကတော့ဒီဘာလုပ်မလဲဆိုတော့ကျွန်တော်တို့ early screening ပေါ့နော်စောစောစီယောဂါရှာဖွေဖော်ထုတ်မယ်နောက်တစ်ခုအဓိကဒီကန်ဆာလေးစဖြစ်နေပြီဆိုတော့ဒီဒီ state 1ပေါ့နော်ဒီ state 1မှာလည်းကျွန်တော်တို့ကဒီကန်ဆာယောဂါကို early screening နဲ့အကောင်းဆုံးဒီကန်ဆာဆေးကို detect လုပ်နိုင်လိုက်တဲ့ဟဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကအဲ့ဒါကို 100% အောင်မြင်မှုရာခိုင်နှုန်းနဲ့ကျွန်တော်တို့ကကုသနိုင်တယ်ပေါ့ဒီကန်ဆာဆေးကိုပေါ့နော်အဲ့တော့နောက်ပြီးတော့ဒီကန်ဆာယောဂါမဖြစ်အောင်ကျွန်တော်တို့ဘယ်လိုနေထိုင်စားတော့ရမလဲပေါ့နော်အဲ့တော့ဘယ်လိုနေထိုင်စားတော့ရမလဲဆိုကန်ဆာဆေးတွေဟာဒီကျွန်တော်တို့ခန္ဓာဒီသွေးထဲမှာရှိတဲ့ glucose ဆိုသူတို့ကအရန်ကြိုက်ပါတယ်အဲ့တော့ glucose ကိုအရန်ကြိုက်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ကျွန်တော်တို့ဒီသွေးတွင်း insulin နဲ့တခြားဓာတ်ကိုစနစ်တကျထိန်းညှိရမှာဖြစ်ပါတယ်အဲ့တော့ကန်ဆာဆေးတွေစီကိုပေါ့နော်ဒီစွမ်းအင်တွေပေါ့စွမ်းအင်ဖြစ်တဲ့ glucose တွေမရောက်အောင်ပေါ့နော်မရောက်အောင်ကျွန်တော်တို့အစာဖြတ်တိုက်ခိုက်နိုင်တယ်လို့ပေါ့နော်ဥပမာ fasting ပေါ့ဗျာ fasting လုပ်တာ fasting ကလည်းခန္ဓာကိုယ်ရဲ့ဆဲမိုက်ရှင်းတဲ့စနစ်ပေါ့နော် autophagy ကိုနှိုးဆွပေးတယ်ပေါ့နှိုးဆွပေးနိုင်တယ်ပေါ့အဲ့တော့ကျတော့ဒီနှိုးဆွပေးနိုင်တဲ့အတွက်ကြောင့်မလို့ဒီကန်ဆာဆေးတွေစပြီးတော့စဖြစ်တော့မယ်ဟဲ့ဆိုတာနဲ့အများဒီ autophagy စနစ်ကနှိုးဆွသွားပြီးတော့အဲ့ဒီခန္ဓာကိုယ်ကနေပြီးတော့အဲ့ဆဲတွေကိုကန်ဆာဖြစ်မဲ့ဆဲတွေကိုတခါတည်းစားတောက်သွားတာပေါ့နော်စားတောက်လိုက်တာပေါ့နော်စားတောက်မြုပ်ချလိုက်တယ်ပေါ့အဲ့တော့ကျတော့ကန်ဆာဆဲတွေမပွားနိုင်တော့ပေါ့အဲ့လိုမျိုးနည်းမျိုးနဲ့ပေါ့နော်အဲ့လိုမျိုးနည်းမျိုးနဲ့သွားရတယ်ပေါ့ဟုတ်အဲ့တော့ဒီတခြားပေါ့ဒီကျွန်တော်တို့အခုဆိုလို့ရှိရင်ဒီပြောသွားတာပေါ့နော်ပြောသွားတာပေါ့ပြောသွားတဲ့ဒီနှစ်ချက်ပြီးသွားတယ်ပေါ့နော်ခုနပထမမြင်စီသူရဲ့ဒုတိယမြင်စီသူရဲ့ပြီးသွားတယ်ပေါ့အဲ့တော့တတိယမြောက်မြင်စီသူရဲ့ကဘာယောဂလဲပေါ့နော်အဲ့တော့ကျွန်တော်တစ်ချက်လေ့လာကြည့်အောင်ပါနော်အဲ့တော့ဒီတတိယမြောက်မြင်စီသူရဲ့ကတော့ဒီ neurodegenerative disease ပေါ့နော် neurodegenerative disease ဆိုတာဒီအုံနောက်ပေါ့နော်အုံနောက်မှာဖြစ်တဲ့ယောဂပေါ့အဲ့တော့အုံနောက်မှာဖြစ်တဲ့ယောဂကဘာယောဂကြီးလဲပေါ့အဲ့ဒါတွေကကျတော့ကျွန်တော်ဒီ Alzheimer တို့ dementia တို့ပေါ့နော်ဒီလိုမျိုးယောဂတွေပါအဲ့တော့ဒီတတိယမြောက်မြင်စီသူရဲ့ကဘလို့ခန္ဓာကိုယ်ဘလို့မျိုး
လောက်ဆောင်နေလဲပေါ့ခန္ဓာကိုယ်ကိုကျွန်တော်တို့ဒီဘလို့လှည့်စားပြီးတော့ तू ကဘလို့ဖြတ်စည်းနေတယ်လဲဆိုတော့တစ်ချက်ကြည့်အောင်ပါနော်အဲ့တော့ဒီတတိယမြောက်မြင်းစည်းသူရဲ့ပေါ့နော်ကျွန်တော်တို့ဒီအသက်ရှင်နေပြီမဲ့ပေါ့ကိုဘယ်သူမှမသိတော့ပဲဘဝဆက်သိင်းမလှတဲ့ယောဂါတွေပေါ့နော်ခုနအဲဆိုင်မှာဒမန်ရှာတို့ပေါ့နော်ဟိုတငယ်ပြန်မေးယောဂါပေါ့ဒါတွေဖြစ်ပါတယ်အဲ့တော့ဒီယောဂါတွေကကျွန်တော်တို့ဒီအသက်80ကြာမှရုပ်တရက်ဖြစ်လာတဲ့ယောဂါတွေမဟုတ်ပါဘူးဒီကျွန်တော်တို့ဒီအသက်30 40ခရေကအုံနောက်ထဲမှာရှိတဲ့ဒီ amyloid beta လို့ခေါ်တဲ့ protein အဆိပ်တောက်တွေပေါ့နော်အဲ့ဒါတွေကတိတ်ဆိတ်နဲ့တဖြည်းဖြည်းအနေထိုင်လာခဲ့တာဖြစ်ပါတယ်အဲ့တော့ဒီလက်ရှိအချိန်ထိပေါ့နော်ဒီယောဂါတွေအတွက်တိကျတဲ့ကုသဆေးမရှိသေးဘူးပေါ့နော်မရှိသေးဘူးဒီရှိတဲ့ဆေးတွေလည်းရှိတယ်ပေါ့ဗျာဒီဆေးတွေကကြတော့လေဒီယောဂါကိုပေါ့ဒီယောဂါကိုဒီယောဂါအရင်မဆိုးအောင်ပဲသူကနည်းနည်းထိန်းထားနိုင်တယ်ပေါ့နော်အရင်လည်းအောင်မြင်မှုမရှိသေးဘူးပေါ့အဲ့တော့ဒီယောဂါကိုအမြင့်ပြတ်ကုသမဲ့ဆေးမရှိသေးတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကဒီကာကွယ်ခြင်းကဒီကျွန်တော်တို့ရဲ့အဓိကလက်နက်ဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့အဲ့တော့ပထမလက်နက်ကတော့ဘာလက်နက်ဖြစ်မလဲဆိုတော့အိပ်ဆက်ခြင်းပါအိပ်ဆက်ခြင်းမှာကျွန်တော်တို့နေ့ချက်ချိုက်အိပ်ပျော်တဲ့အချိန်မှဒါဒီကျွန်တော်တို့ရဲ့ glymphatic system ပေါ့နော်အဲ့ဒါအုံနောက်ထဲမှာအဆိပ်တောက်တွေကိုရေဆေးချတယ်လို့ပေါ့နော်သူအတန့်စင်ပေးတာပါအဲ့တော့ဒုတိယလက်နက်ကဘာလဲဆိုလက်ကျင်ခံမှာလက်ကျင်ခံလုံးရင်အုံနောက်ထဲမှာ BDNF ဟော်မုန်းတွေထွက်လာပြီးတော့အာယုံကြောဆဲအသစ်တွေကိုတိဆောက်ပေးပြီးတော့မှတ်ညံဖို့ချက်ကိုအရန်အတားပေါ့နော်အရန်အတားအနေနဲ့ခိုင်မာအောင်ကာကွယ်ပေးတာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့အဲ့တော့ဒီကျွန်တော်တို့ဒီပထမမြင်းစီသူရဲ့ဒုတိယမြင်းစီသူရဲ့တတိယမြင်းစီသူရဲ့ပေါ့နော်မြင်းစီသူရဲ့3ပါးတော့ပြီးသွားပြီအဲ့တော့ဒီနောက်ဆုံးမြင်းစီသူရဲ့ကဘာဖြစ်မလဲပေါ့အဲ့ဒါလေးကိုကျွန်တော်တို့ဒီအောက်မှာဆက်ပြီးတော့ဆွေးနွေးကြအောင်ပါနော်ဟုတ်ကဲ့ဒီစတုထမြောက်မြင်းစီသူရဲ့ကတော့ကျွန်တော်တို့ဒီ metabolic dysfunction ပေါ့နော်ဒီ metabolic dysfunction ပေါ့အဲ့ metabolic dysfunction ဒီနောက်ဆုံးမြောက်မြင်းစီသူရဲ့ဖြစ်တယ်ပေါ့နော်အဲ့တော့ဂျန်နဲ့မြင်းစီသူရဲ့3ယောက်စလုံးကိုပို့ပြီးတော့ကြောက်လန့်စရာကောင်းလာအောင်ပေါ့ကလကနောက်ခွဲကနေပြီးတော့စွမ်းအင်တွေကိုထောက်ပံ့ပေးနေတဲ့အဓိကပင်မရေဒီယိုတက်တူကြွစက်ရုံကြီးဖြစ်တဲ့ဒီ metabolic dysfunction ပေါ့နော် metabolic dysfunction ဆိုတာကတော့သူကဇီဝကမ္မဖြစ်စဉ်တွေဟိုကမောက်ကမဖြစ်တာပေါ့နော်ပျက်စီးခြင်းဖြစ်တာပေါ့နော်အဲ့တော့ဒီဒါတွေဖြစ်တယ်ပေါ့အဝလွန်တာနောက်တစ်ချက်ကသဲစီဖုံးတာတွေပေါ့ insulin resistant ပေါ့နော် insulin ခုခံမှုလျော့နေလာတာပေါ့နော်နောက်ပြီးတော့စီချိုယောဂပေါ့ဒီဥစုဝင်နေပါအဓိကဒီသွေးထဲမှာပေါ့နော်တခြားဓာတ်တွေအမြဲပိုရှန်နေတဲ့အခါပေါ့ခန္ဓာကိုယ်က insulin တွေကိုအဆမတန်ထုတ်ရပါတယ်အဲ့တော့ကြာလာတော့ဆဲတွေက insulin ကိုလက်မခံပဲခုခံလာပြီးတော့ခန္ဓာကိုယ်တစ်ခုလုံးနာတာရှည်ရောင်ရမ်းမှုတွေဖြစ်လာပါတယ်ဒါကိုပြောင်းလဲဖို့ဆေးတောက်တာထက်ပိုစွမ်းတဲ့လက်နက်2ခုရှိပါတယ်အဲ့ဒါဘာလဲဆိုတစ်ခုကကြွက်သားထုတိဆောက်ခြင်းပေါ့နော် muscle mass တိဆောက်တာပေါ့ကြွက်သားတွေဟာခန္ဓာကိုယ်ရဲ့တခြားအမိုက်ပုံးတွေဖြစ်လို့ပေါ့နော်ဖြစ်တယ်ပေါ့နောက်တစ်ချက်ကကျတော့ဒီ zone 2 cardio နဲ့ strength training ကိုတွဲလို့ရှင်ပေါ့နော် insulin မလိုပဲသွေးရင်းတခြားဓာတ်တွေကိုလိုလျောက်ဆွေးယူပေးနိုင်ပါတယ်နောက်တစ်ချက်ကတော့ဘာဖြစ်မလဲဆိုတော့ nutritional biochemistry ပါအဲ့တော့တန့်စင်ထားတဲ့ carbohydrate တွေပေါ့နော်အချိုရည်တွေတကြားတွေဂျုံဖြူမုံနဲ့လှုပ်ထားတဲ့မုံတွေပေါ့ဗျာအဲ့လိုမျိုးဒီအဓိကတော့ဒီ process အရန်လှုပ်ထားတဲ့အစားအသောက်တွေပေါ့နော်အဲ့ဒါတွေကိုဖြတ်တောက်အောင်မှာဖြစ်ပါတယ်ဖြတ်တောက်ပြီးတော့အဓိကကျွန်တော်တို့ protein ကျွဲသွားတဲ့အစားအသောက်တွေများစားပေးရမယ်ပေါ့အသီးရွက်အသီးနှံပေါ့ fiber စီအများကြီးပါတဲ့အစားအသောက်တွေပေါ့နော်အဲ့ဒါတွေကိုကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီတွေကိုမျှတအောင်စားသုံးအောင်မှာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့အဲ့တော့ဒီခစ်သစ်ပေါ့နော်ခစ်သစ်မြင်းစည်းသူရဲ့၄ပါးဟာကျွန်တော်တို့အသက်80 80ကြာမှရုပ်တရက်ရောက်လာကြတာမဟုတ်ပါဘူးခင်ဗျအခုမိတ်ဆွေရဲ့အသက်30 40အရွယ်ကလေးအစားကိုခန္ဓာကိုယ်ထဲမှာတိတ်တဆိတ်အမြင့်တွယ်နေတာဖြစ်ပါတယ်ဒါကြောင့်ယောဂဖြစ်မှကျွန်တော်တို့ဆေးရုံတက်ကူတဲ့medicine 2.0ကိုလမ်းဟောင်းအတိုင်းသွားမလားပေါ့ဒါမှမဟုတ်လို့ရှင်အခုကလေးအစား apoprotein B စစ်ဆေးမယ် zone 2 cardio training တွေလုပ်မယ်ကြွသားထုတိဆောက်မယ်နောက်တစ်ခုကကျတော့အိပ်ဆက်ခြင်းပေါ့အိပ်ဆက်ခြင်းကိုဦးစားပေးမယ်ပေါ့နော်အိပ်ဆက်ခြင်းကိုဦးစားပေးမယ်နောက်တစ်ခုကအာဟာရကို precise ဖြစ်အောင်ထိန်းညှိမယ်ပေါ့နော်ထိန်းညှိမယ်အာဟာရကိုဒီခုနကတော့ကျွန်တော်ပြောတဲ့ protein နဲ့အသီးရွက်တွေကိုများများစားမယ်
ဒီကျန်းမာတဲ့ healthy fat ပေါ့နော်ဥမာဒီတန်လွင်စီလိုမျိုးပေါ့နော်ပြီးတော့ဒီထောပတ်သီးအစီလိုဟာမျိုးတွေများများစားသုံးရမှာဖြစ်ပါအဲ့လိုစားသုံးခြင်းအပြင်ပေါ့နော်မိတ်ဆွေရဲ့ဒီခန္ဓာကိုယ်ရဲ့ metabolic health ကြီးကလည်းအရန်ကိုကောင်းလာမယ်ကောင်းလာပြီးတော့ဒီခုနပထမကျွန်တော်ပြောခဲ့တဲ့မြင်းစီသူရဲ့၄ပါးလုံးကိုလည်းကောက်ွယ်နိုင်မှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့အဲ့တော့ပေါ့နော်ဒီကျွန်တော် channel မှာတော့ပေါ့နော်အသက်ရှည်ချမ်းသာခြင်းနုပညာနဲ့ပတ်သက်တဲ့ဆောင်းပါးတွေအချက်လက်တွေကိုသိစိတ်ပေါ့နော်ဖတ်ရှုခြင်းလို့ရှိရင်လည်းကျွန်တော်ဒီအောက်မှာရှိတဲ့ဒီ link မှာဝင်ရောက်လေ့လာနိုင်ပါတယ်ကျွန်တော်ရဲ့ video လေးကိုလည်းသဘောကျတဲ့ဟိတ်ဆိုလို့ရှိရင်တော့ like and subscribe လေးလုပ်ထားပေးဖို့မမေ့ပါနဲ့အောင်ခင်ဗျာဟုတ်ကဲ့အားလုံးပေါ့နော်အားလုံးပဲတာဝပြောပြီးချမ်းသာတဲ့ဘောပိုင်ဆိုင်နေကြပါစေလို့ဒီကနေ့ကျွန်တော်ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာအားလုံးဒီ video လေးကိုနားထောင်ပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့